အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အန်နီကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ short လေးတွေပဲရှင်းလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တရားအင်္ဂလိပ်စာလေးလာနေတဲ့သူဆိုလို့ရှိရင်တော့ဒီ short လေးတွေကတည့်ရဲ့တနေ့တာစကားပြောတဲ့နေရာမှာအသုံးဝင်မယ်လို့အန်နီကယုံကြည်ပါတယ်။ဒါဆိုလို့ရှိရင်တည့်ရဲ့အနေနဲ့အင်္ဂလိပ်စာလေးလာဖို့အတွက် short လေးတွေနဲ့စပြီးလေ့လာတာလည်းလွယ်ကူတဲ့နည်းလမ်းလေးတစ်ခုဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီ English speaking skill English skill ကိုဒီ shortcut လေးလိုက်နဲ့လည်း improve ဖြစ်အောင်လေ့ကျင့်လို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်ဒီလိုလေးအခုပဲစတင်လိုက်ကြရအောင်ပေါ့နော်။ပထမဆုံးနံပါတ်1တစ်ကြောင်းနေရတော့ think nothing of it ဘာမှတွေးမနေနဲ့ think nothing of it ဘာမှတွေးမနေနဲ့ think nothing of it ဘာမှတွေးမနေနဲ့နောက်တစ်ခုကကျတော့ you are quite right မင်းလုံးဝမှန်တာ you are quite right မင်းလုံးဝမှန်တာ you're quite right မင်းလုံးဝမှန်တာ that's terrible ကြောက်ဖို့ကောင်းလိုက်တာ that's terrible ကြောက်ဖို့ကောင်းလိုက်တာ that's terrible ကြောက်ဖို့ကောင်းလိုက်တာအဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်မျိုးကကျတော့ where this you get it where this you get it ဘယ်ကရလာတာလဲ where this you get it ဘယ်ကရလာတာလဲနောက်တစ်ခုကကျတော့ I should say so ငါလည်းဒီလိုပါပဲ I should say so ငါလည်းဒီလိုပါပဲနင်းနဲ့အတူလိုပဲပေါ့နော်အသေးခွဲထားခြင်းပေါ့ I should say so ငါလည်းဒီလိုပါပဲ I should say so ငါလည်းဒီလိုပါပဲအဲ့လိုမျိုးလေးပြောလို့ရတယ်နောက်တစ်ခါကျတော့ how can that be ဘယ်နဲ့ဖြစ်နိုင်မှာလဲ how can that be ဘယ်နဲ့ဖြစ်နိုင်မှာလဲ how can that be ဘယ်နဲ့ဖြစ်နိုင်မှာလဲအဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်မျိုးကကျတော့ I have got a new phone ငါဖုန်းတစ်လုံးဝယ်လိုက်ပြီ I have got a new phone I have got a new phone ငါဖုန်းတစ်လုံးဝယ်လိုက်ပြီ I have got a new phone ငါဖုန်းတစ်လုံးဝယ်လိုက်ပြီ how much you face for it ဘယ်လောက်ပေးရလဲ how much you face for it ဘယ်လောက်ပေးရလဲ how much you pays for it ဘယ်လောက်ပေးရလဲအဲ့လိုပြောလို့ရတယ်နောက်တစ်ခုကကျတော့ did you see her သူမကိုတွေ့ခဲ့တယ်လား did you see her သူမကိုတွေ့ခဲ့တယ်လား did you see her သူမကိုတွေ့ခဲ့တယ်လားနောက်တစ်မျိုးကကျတော့ enjoy you me ထမင်းမရလားထမင်းစားလို့ကောင်းလားပေါ့နော် enjoy you me ထမင်းစားလို့ကောင်းရဲ့လား late for me ထမင်းစားနောက်ကြတယ် late for me ထမင်းစားနောက်ကြတယ် well caught အချက်ကောင်းတယ် well caught အချက်ကောင်းတယ်အဲ့လိုမျိုးပြောလို့ရတယ်ဒါတော့ကိုယ့်ရဲ့ဒီတငယ်ချင်းတဲဟုတ်ကပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသိမိတ်ဆွေလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ထမင်းသွားစားတယ်သူတို့ကသူပြင်ပန်းခံပြီးကိုယ့်ကိုတကူတကချက်ကျွေးတာမျိုးဆိုလို့ရှိရင် well caught အချက်ကောင်းတယ် enjoy you me လို့ဆိုလို့ရှိရင်လည်း enjoy you me ဆိုလို့ရှိရင်ထမင်းမရလာလို့မိတာပေါ့နော်အဲ့ဒါမှက well caught အချက်ကောင်းတယ်အဲ့လိုမျိုးလေးပြန်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ you off to take medicine ဆေးတောက်တင်နေနော် you off to take medicine ဆေးတောက်တင်နေဒီနေရာမှာ off to ပေါ့နော်ဒီ off to က should to နဲ့အတူတူပါပဲ off က should နဲ့အတူတူပဲဆိုတာကိုမှတ်ထားစေချင်ပါတယ်